host မာလာ chicken popcorn လေးကလေးတွေအရင်ကြိုက်လို့လေဒီမာလာ sharing လာလုပ်တာပါဟုတ်ကဲ့နင်တို့ရဲ့မိဖို့ကပါ chicken popcorn အတွက်ကျမတို့ဒီအကြော်မုံလေးသုံးထားတယ်အဲ့ဒါမရှိလို့ရှိရင်ရွှေလေးပြအကြော်မုံကိုသုံးပါတယ်အခုဒီမှာကြက်ရင်မုံနာကိုသုံးထားတယ်နော်ကြက်ရင်မုံနာကို popcorn ဆိုတော့တေးသေးလေးတွေသုံးပါတကယ်လို့ကိုကအချောင်းလေးတွေကြိုက်တယ်ဆိုရင်အချောင်းလေးတွေသုံးလို့ရတာပဲကျက်သားလေးကိုအစာပလာနဲ့မဲ့ဆိုတဲ့ခါကျရင်မာလာရတာလေးအထဲမှာပိုစိတ်ဝင်အောင်လို့မာလာမုံကိုအသားနယ်ကလေးကကျမတို့ကျိုးနှက်ထားတယ်မာလာမုံကနည်းနည်းလေးပဲထည့်တာပေါ့နော်ကလေးတွေစားမှာဆိုတော့အရင်ဆက်မှာဆိုလို့ပြီးတော့ပဲငတ်မြရေကကိုနစ်သက်ရထည့်လို့ရတယ်ပြီးတော့ပဲအပြည့်ရေပေါ့နော်ကြာညို့အဲ့ဒါလေးကိုလည်းထည့်မယ်ပြီးတော့စားချုံမုံလေးထည့်ပြီးတော့မှရတာကိုနှက်ဆောင်နေပြီးတော့မှအနည်းဆုံးနိုင်ဝက်လောက်တော့နှက်ထားပါတယ်တခုမိခဲ့လို့အသားတွေမနှက်ခင်ကျမလေးမုံနီရီကိုအရင်ဆုံးကြိုဖောက်ထားတယ်။ကျမတို့လေမြမအကြော်ပဲဖြစ်ပါပဲဖြစ်မုံနီရီကိုအရင်ဆုံးဖောက်ဖို့လိုရနော်။အဲ့ဒါမှအဲ့ဒီမုံနီရီကလေပွားပြီးတော့ပိုကောင်းတာ။အခုဒီမုံနီရီမှာကျတော့ဒီအကြော်မုံလေးရဲ့အယောင်နေမုံလေးရဲ့စားချုံမုံကနည်းနည်းပဲထည့်တာဘာလို့ဒီတစ်စိတ်ကတော့အစားပါလို့လေ။ဒီကမုံနီရီကကြိုဖောက်ထားရင်တော့ပွားလာတာ။အဲ့လိုမုံနီရီကအဓိကအသက်ပဲ။မုံနီရေပွားနေဆိုအကျော်ပဲကြော်မြန်မာလိုပဲကြော်မလားမြန်မာကြော်တွေပဲကြော်ဒီလိုကြက်ကြော်ပဲကြော်မုံနီရေအရင်ဖောက်ဖို့အရေးကြီးရနော်ပြီးတော့ထုံးစံတိုင်းစီထဲမှာတစ်ခုချင်းစီထည့်တယ်ပေါ့နော်စီရတော့လေမီးမပြင်းဘူးကျမဒါလေစစချင်းစီဘူးတော့လေတချို့အကျော်တွေဆိုနည်းနည်းအယောင်ညို့လို့အရင်ဆုံးစိတ်လိုက်တယ်ကြက်တော့မကြက်တွေပေါ့နော်အကုန်လုံးစီထဲမှာရောက်ဖို့တော့မီးအေးလေးပြန်လျှော့ပြီးတဲ့ခါကျတော့မီဒီယံဟိနေပေါ့နော်အသားတွေအကုန်လုံးတစ်ခုချင်းစီအကုန်လုံးထည့်ကြော်ပြီးတော့မှနောက်တစ်ပြန်ကြော်မှာအဲ့ဒါမှအသားတွေကလည်းအလုံးကျက်သွားမယ်ပြီးလို့ရှိရင်အတွင်းသားလေးကပျော့အပြင်ကကျွတ်လေးနဲ့အသားလေးကိုရမယ်အဲ့ဒါပြီးတော့ကျမအရာတာတွင်းပါမယ်အိုးပူရှိန်နေပဲနော်မီးကိုလုံးဝပိတ်ချလိုက်ပြီအဲ့ဒါနဲ့ကြက်သွမိတ်လေးကိုအရင်လုံးထည့်ကြော်လိုက်တယ်ပြီးမာလာမုံလေးထည့်တယ်ရောင်နေမုံလေးထည့်တယ်ပြီးအဲ့ဒါလေးအကုန်လုံးမွေမယ်ပြီးလို့ရှိရင်ခရမ်းကျင်ဒီဆော့လေးနည်းနည်းလေးထည့်မယ်အဲ့ပြီးအကုန်လုံးမွေပြီးတော့မှအသားတွေထည့်မွေပြီးအပေါ်ကနန်းလေးဖြူပေါ့နန်းဖြူသွားပြီဆိုရင်တော့အားလုံးနှက်ဆက်သွားပြီဆိုရင်အရတာရှိတဲ့မာလာအနံ့မွေလေးနဲ့ကလေးတွေရမ်းကြိုက်တဲ့မာလာ chicken popcorn လေးရပြီနော်ကျမသားနဲ့သူတငယ်ချင်းတွေတောင်းဆိုထားလို့ထပ်ပြီးတော့ကြော်ကြွေးရအောင်မယ်ဗီဒီယိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးပါသေးလေးပေးပြီးတော့ comment လေးရေးပေးခဲ့ကြအောင်နော် See you in the next video bye bye